အတုံးအများဆုံးနဲ့အမှားအများဆုံးဖြစ်တဲ့ article an တဲ့အကြောင်းကိုလေ့လာကြည့်မယ် a နဲ့ n ကိုတော့ indefinite article လို့ခေါ်ပြီး d ကိုတော့ definite article လို့ခေါ်ပါတယ် indefinite article ဆိုတာဘယ်တစ်ခုကိုပြောတယ်လို့တိတိကျကျမသတ်မှတ်ထားတဲ့ general thing ကိုအသုံးပြုတာပါဥပမာအနေနဲ့ a cat ကြောင်တစ်ကောင်လို့ပြောရင်အဲ့ဒီကြောင်ကအဖြူလားအမဲလားအထီးလားအမှားလားဆိုတာအတိအကျမသိနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အတိတ်ပဲကတော့တစ်ခုတစ်ကောင်တစ်ယောက်လို့ဆိုလိုတာဖြစ်ပြီး A ကိုတော့ B တန်နဲ့စတဲ့နာမ်တွေရှေ့မှာသုံးပါတယ် N ကိုတော့တရတန်တွေနဲ့စတဲ့နာမ်တွေရှေ့မှာသုံးပြရတာပါဒါပေမဲ့သတိထားရမှာကစလုံးပေါင်းထက်အတန်တော့ဖြစ်ပါတယ်ဥပမာ university ဆိုတဲ့စကားလုံးမှာ U နဲ့စပေမဲ့ U ဆိုတဲ့အတန်ထွက်တာကြောင့်အဲ university လို့သုံးရပြီး hour ဆိုတဲ့စကားလုံးမှာ H နဲ့စပေမဲ့ hour ဆိုတဲ့အတန်ထွက်တာကြောင့် an hour လို့သုံးပြရတာပါ definite article ကတော့တိတိကျကျသတ်မှတ်ထားတဲ့ specific သင်တွေမှာအသုံးပြုတာပါဥပမာအနေနဲ့ the cat လို့ပြောရင်အဲ့ဒီကြောင်ကအဖြူရောအမဲရောအထီရောအမှာရောဖြစ်နိုင်တာမျိုးပါ THED ရဲ့အဓိကအသုံးပြုပုံ၃မျိုးကတော့တစ်ဖက်လူနဲ့ကိုယ်နဲ့သိတာပြီးသားအရာတစ်ခုကိုအတိအကျပြောတဲ့အခါမှာဥပမာ Do you understand the lesson I taught ဒီစာကြောင်းမှာ lesson ဆိုတဲ့သင်ခန်းစာကိုသင်ပေးတဲ့သူရောသင်ပေးခံရတဲ့သူရောကပါသိပြီးသားဖြစ်လို့ဒီကိုအသုံးပြုရတာပါနောက်တစ်ခုကတော့ကမ္ဘာပေါ်မှာတစ်ခုတည်းပဲရှိတဲ့အရာတွေရှိမှသုံးတာဖြစ်ပါတယ်ဥပမာအနေနဲ့ the moon the sun the skyနောက်ဆုံးတစ်ခုကတော့အရာတစ်ခုကိုဒုတိယအကြိမ်ပြန်လည်ရည်ညွှန်းပြောဆိုတဲ့အခါမှာသုံးတာပါဥပမာအနေနဲ့ I have a cat the cat is very fat ဒီစာကြောင်းမှာဝါရဲဆိုတဲ့ကြောင်ကငါကိုကျွန်တော်မှရှိတယ်ဆိုတဲ့ကြောင်ကိုဒုတိယအကြိမ်ရည်ညွှန်းတာဖြစ်လို့တဲ့ကိုအသုံးပြုရတာပါနောက်တစ်ခုသတိထားရမှာကတဲ့ကိုပြီးတဲ့နေရှိမှာ THE တဲ့လို့အတန်ထွက်ရပြီးတရတန်နေရှိမှာတော့ THED လို့အတန်ထွက်ရပါတယ်ဥပမာအနေနဲ့ပြီးတဲ့ရှိမှာThe book တရတန်ရှိမှာတော့ the ice လို့အသုံးပြုရပါတယ်ဒါဆိုရင် an နဲ့ the ကိုနှိုင်းယှဉ်ကြည့်ရအောင် a နဲ့ n ကိုတော့ဘယ်ဟာဖြစ်ဖြစ်တစ်ခုလို့ဆိုလိုတာပါ d ကိုတော့အဲ့ဒီတစ်ခုလို့အတိအကျပြောတာဖြစ်ပါတယ်ဒါကတော့အသုံးအများဆုံးနဲ့လန်နာဆွေအမှားအများဆုံးဖြစ်တဲ့ article an တဲ့အကြောင်းပဲဖြစ်ပါတယ်ဒါဆိုရင်တော့အားလုံးပဲဒီသင်ခန်းစာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် lesson တွေမှာပြန်တွေ့ပါမယ်